တင်ခုဗီဒီယိုတယောက်တည်းကြည့်နေရလားဒါဆိုရင်တော့တင်းအနောက်မှာဘယ်သူမှမရှိဘူးဆိုတာသိကြအောင်အရင်ကြည့်လိုက်ပါဦးညဘက်နိုးလာခြင်းလိုအပ်ချက်တင်းဟာညတန်းကောင်းရံမှာအကြောင်းရင်းမရှိပဲရုတ်တရက်လှန်နိုးလာတတ်ပါသလားချေးအောင်ယူကြည့်မှုတွေရတော့တချို့တော့ပြည့်ရမှန်နေရပါတင်းဟာအကြောင်းမဲ့နိုးလာတာမဟုတ်ပဲဇုံတယောက်ကတင်းကိုစိုက်ကြည့်နေလွန်းလို့တင်းရဲ့စိတ်အာရုံကနှိုးလိုက်တာဖြစ်ပါတယ်အတန်တုများတောအုပ်တွေဒါမှမဟုတ်လူသူကင်းဝေးတဲ့နေရာတွေမှာတင့်မိသားစုဝင်တယောက်ယောက်ကတင့်နာမည်ကိုလှမ်းခေါ်တယ်လို့မျိုးကြားလိုက်ရရင်ချက်ချင်းပြန်မထူပါနဲ့တချို့သောဝိညာဉ်တွေကလူတွေရဲ့အတန်ကိုတူပပြီးတင့်ကိုအန္တရာယ်ရှိတဲ့အရာတွေစီဆွဲခေါ်သွားတတ်လို့ပါပဲမှန်တယ်ကအရှိညာတန်းကောင်ရံအချိန်မှာမှန်ကိုကြာကြာစိုက်ကြည့်တာမျိုးမလုပ်ပါနဲ့လူအုံနောက်ဟာအမောင်တွေကပုံကြီးတွေကိုပုံဖြတ်တတ်တဲ့အတွက်မှန်ထဲမှာတင်းပြန့်တာမဟုတ်တဲ့အခြားကြောက်စရာကောင်းတဲ့အရာတခုကိုမြင်လာရတတ်ပါလေတင်ရောဒီလိုမျိုးအရာတွေနဲ့ကြုံတွေ့ဘူးခဲ့ပြီလားအကယ်၍ကြုံတွေ့ခဲ့ဘူးလေဆိုရင်ကိုမန်ထဲမှာဝင်ရောက်ပြောဆိုသွားပါဦးဖတ်မှုမြန်မာကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်